လေ့ကျင့်ခန်းလုပ်လို့ရင်လိန်တန်းအရွယ်အစားသေးသွားမလားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကို AIG ပတ်ထုတ်ပါတယ်ဗျာအခုမျှဝေပေးမှာကလေ့ကျင့်ခန်းလုပ်လို့ရင်လိန်တန်းအရွယ်အစားသေးသွားမလားဖြစ်ပါတယ်ဗျာဗီဒီယိုကိုဖွင့်မကြည့်မီ The Reading Room Channel ကိုကျေးဇူးပြု၍ Subscribe လုပ်ထားပါဦးနော်နောက်လာမည့်ကျမ်းမာရေးဆိုင်ရာအသိပညာဗဟုသုတအမျိုးမျိုးများနားထောင်နိုင်အောင်လို့ပါခင်ဗျာထူးဆန်းစွာပဲဒီမေကုန်းကိုအမျိုးသားတွေထက်အမျိုးသမီးတွေကအမေးများတာတွေ့ရပါတယ်။ကိုယ့်ရဲ့ချစ်သူကောင်လေးကဂျင်းမှာလိချင်ကန်တွေအရန်လှုပ်လွန်းလို့အလေးတွေမလွန်းလို့လိန်တန်းအရွယ်စားသေးသွားမလား။ယောက်ျားမပီသားတော့ဘူးလားဆိုပြီးစိုးရင်ပူပန်တတ်ကြတာပါ။အမျိုးသားတွေမှာလည်းလိချင်ကန်ကြောင့်ငယ်ပါအရွယ်စားပိုသေးသွားမလား။ကြီးလာနိုင်သေးလားဆိုပြီးစိတ်မရှင်းထင်နေတာတွေတွေ့ရပါတယ်။ဒီနေ့မှာတော့လေ့ကျင့်ခန်းလှုပ်ခြင်းနဲ့ယောက်ျားပီသားခြင်းအလွဲလေးတွေနဲ့ပတ်သက်ပြီးစိတ်ရှင်းသွားရလေအောင်ပြောပြပေးခြင်းပါတယ်။လေ့ကျင့်ခန်းလှုပ်လွန်းရင်လိန်တန်းအရွယ်စားသေးသွားမလား။လိန်တန်းအရွယ်စားသေးခြင်းကြီးခြင်းဟာလေ့ကျင့်ခန်းလှုပ်တာနဲ့မသက်ဆိုင်ပဲကိုယ့်အမျိုးသားရဲ့နေပုံထိုင်ပုံစားတောက်ပုံနဲ့သာသက်ဆိုင်ပါတယ်။ကိုယ့်အမျိုးသားကလူပြိုဘွားတွေကဆေးလိပ်အရက်ဘီယာတွေအလွန်အကျွံတောက်မယ်။အစီအကျော့အလော်တွေစားလွန်းတာကြောင့်ဘီယာပိုက်ကြီးဖြစ်ပြီးဝမ်းပိုက်နဲ့ခေါင်းမှာအစီတွေဖုံးလာမယ်ဒီလိုနေထိုင်စားတောက်မှုပုံစံမမှန်တာအပြင်မွေးရပါမျိုးယူဗီဇအလိုက်လိန်တန်းအရွယ်စားကြီးချင်းသေးချင်းကွာခြားသွားတာပါဒါကြောင့်လေ့ကျင့်ခန်းလုပ်လို့လိန်တန်းအရွယ်စားလုံးဝသေးမသွားပါဘူးလေ့ကျင့်ခန်းကြောင့်လိန်မှုဘဝဘလို့ပြောင်းလဲသွားနိုင်လဲတကယ်တော့အမျိုးသမီးတွေစိုးရင်ပူပန်တာနဲ့လုံးဝဆန့်ကျင်ပါပဲလေ့ကျင့်ခန်းတေချာလိုက်စားတဲ့အမျိုးသမီးတွေမှာခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုကောင်းတယ်အမောခံနိုင်ပြီးတက်လုံကောင်းစေတယ်ကြွက်သားတောင့်တင်းတန်မာစေတယ်ဒါအပြင်လိန်တန်းထောင်မနိုင်စွမ်းတို့လည်းမြင့်တက်စေတယ်လိန်ဆက်ဆံရမှာအချိန်ကြာရှည်စွာတုံးမထွက်စေဖို့ထိန်းထားနိုင်တယ်ကိုယ့်ရဲ့အိမ်တောင်ဖတ်ချစ်သူလိန်ဆက်ဆံဖောင်ကိုလည်းအပြည့်အဝတာယာမှုပေးစွမ်းနိုင်ပါတယ်အမျိုးသားတွေမှာတွေ့ကြုံလာတဲ့လိန်စိတ်ဆန္ဒနဲပါလာခြင်းပြဿနာအလုတ်များလွန်းတဲ့အမျိုးသားတွေစိတ်ဖိစီးမှုတွေနဲ့အမြဲပြည့်ညစ်တဲ့အမျိုးသားတွေအထိုင်များပြီးလှုပ်ရှားမှုနည်းတဲ့အမျိုးသားတွေမှာလိန်စိတ်ဆန္ဒနဲပါလာနိုင်တဲ့အပြင်စိတ်သွားတိုင်းကိုမပါတော့တာပန်းသေးပန်းညို့ထိနိုင်တဲ့အထိပါဖြစ်လာနိုင်ပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့အခါစိတ်ကိုတက်ကြွရှင်လန်းစေတယ်။မိမိကိုယ်ကိုယုံကြည်မှုရှိလာစေတယ်။ကိုယ်ခန္ဓာကကြားဟော်မုန်းတွေပုံမထုတ်လွှတ်ပေးတာကြောင့်လိန်စိတ်တက်ကြွလာစေပါတယ်။လိန်တန်းမထောင်မှတ်နိုင်ခြင်းထင်ထားတဲ့ပိုပြီးအဖြစ်များတဲ့ဒီပြဿနာနဲ့ပတ်သက်ပြီးအမျိုးသားတွေကတော့သိပ်ပြီးဝန်ခံခြင်းမဟုတ်ပါဘူး။လိန်တန်းမထောင်မှတ်နိုင်ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။ကိုယ်နေစဉ်စားတောက်နေထိုင်ပုံစံစိတ်ဖိစီးမှုတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေတောက်နေလာတဲ့ယောဂဆေးဝါးတွေအသက်အရွယ်ကြီးရင်လာတာစီးကြိုသွေးကြိုနဲ့နာတာစဉ်နှလုံးယောဂဖြစ်လာတာကြောင့်အစရှိဖြင့်အကြောင်းရင်းအများကြီးရှိနိုင်ပါတယ်။ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်ဆရာဝန်နဲ့တေချာပြသတိုင်ပင်ပြီးကိုပြဿနာဇစ်မြစ်ကိုအဖြေရှာဖို့လိုအပ်ပါတယ်လို့လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့်လည်းလိန်တန်းမထောင်မှတ်နိုင်ခြင်းပြဿနာကိုကာကွယ်ပေးနိုင်ပါတယ်။အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့အမျိုးသားတွေမှာစိတ်အာရုံလန်းဆန်းတက်ကြွစေတယ်။ကိုယုံကြည်မှုရှိစေတယ်။လိန်စိတ်ဆန္ဒပိုမိုတက်ကြွလာစေတယ်။သွေးလည်ပတ်မှုကောင်းလို့လိန်တန်းပူပြီးထောင်မှတ်လာနိုင်တယ်။ကိုယ့်အတွက်ရောကိုယ့်ရဲ့ဆက်ဆံဖော်တော့ပါလိန်ပိုင်းဆိုင်ရာတာယာမှုအပြည့်အဝပေးစွမ်းနိုင်ပါတယ်။ဒါအပြင်လေ့ကျင့်ခန်းကြောင့်အမျိုးသားတွေရဲ့လိန်တန်းအရွယ်စားဟာပိုပြီးသေးသွားလာမျိုးလုံးဝမရှိစေပါဘူး။ကြည့်စုအားပေးရတဲ့ကျေးဇူးတင်ပါတယ်နော်။ Bye bye လူငယ်တွေမှာဘာလို့ပန်းသိပ်ပန်းညို့အဖြစ်များလာတာလဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကို AIG ပါဖြစ်ပါတယ်ဗျာအခုမျှဝေဖေးမှာကလူငယ်တွေမှာဘာလို့ပန်းသိပ်ပန်းညို့အဖြစ်များလာတာလဲဖြစ်ပါတယ်ဗျာပေါ့နော်ဗီဒီယိုကိုဖတ်မကြည့်မီ The Reading Room Channel ကိုကျေးဇူးပြုပြီး Subscribe လုပ်ထားပါဦးနော်နောက်လာမယ့်ကျမ်းမာရေးဆိုင်ရာအသိပညာဗဟုသုတအမျိုးမျိုးများနားထောင်နိုင်အောင်လို့ပါခင်ဗျာလိမ်မှုကိစ္စထမ်းဆောင်နေချိန်မှာကိုယ့်ရဲ့လိန်တန်းဟာစန္ဒမပြီးမြောက်ခင်မှာပြော့ခွေသွားတာလိန်တန်းထဲသွေးစင်းစိမ့်မှုနည်းခြင်းကြောင့်ထိုးသွင်းဆက်ဆံမှုမပြုတ်နိုင်တဲ့အထိလိန်တန်းထောင်မှအားနည်းသွားတာကိုပန်းသေးပန်းညိုးကျယ်လို့ခေါ်ပါတယ်ပုံမှန်အားဖြင့်အသက်ကြီးလာလို့ကြားဟော်မုန်းနည်းသွားတာအသက်အရွယ်ကြောင့်ဟော်မုန်းတွေပြောင်းလဲပြီးလိန်စိတ်ဆန္ဒလျော့နည်းလာတာကြောင့်လိန်တန်းမထောင်မှနိုင်ခြင်းတနည်းအားဖြင့်ပန်းသေးပန်းညိုးချစ်ခြင်း erectile dysfunction ဖြစ်လာပါတယ်ယောက်ျားလေးတော်တော်များများဝန်ခံရမှာရှက်သလို
ယောက်ျောင်းမာနာထိခိုက်တယ်လို့ခံစားနိုင်တဲ့ဒီပြဿနာကအသက်အရွယ်မီ၍အမျိုးသားအများစုမှာကြုံတွေ့ရတဲ့ပြဿနာမျိုးမှာအသက်ငယ်သေးတဲ့အရွယ်အထူးသဖြင့်ဆဲကြော်ထန်းနဲ့အသက်20မှ30အထိကြားဟော်မုန်း testosterone ခများဆုံးထုတ်လုပ်တဲ့အရွယ်ဖြစ်ပါရင်နဲ့နေပုံထိုင်မှုမှားယွင်းမှုတွေကြောင့်စောစီးစွာပန်းသေးပန်းညိုးဖြစ်လာကြပါတယ်။ဒီဆောင်းပါလေးမှာတော့လူငယ်တွေမှာဘာကြောင့်လိန်တန်ကောင်းစွာမထောင်မှတ်နိုင်တဲ့အထီးကတရားခံအကြောင်းရင်း10ချက်ကိုဗဟုသုတအနေနဲ့ပြောပြပေးခြင်းပါတယ်။ဒီအချက်လေးတွေကြောင့်ကိုယ်မှာပန်းသေးပန်းညိုးလက္ခဏာဖြစ်နိုင်တယ်လို့တန်တရားရှိရင်တော့စောစီးစွာကုသမှုခံယူဖို့အကြံပေးခြင်းပါတယ်။လူငယ်တွေမှာဘာလို့ပန်းသေးပန်းညိုးအဖြစ်များလာတာလဲ။လူငယ်တွေမှာဘာလို့ပန်းသေးပန်းညိုးအဖြစ်များလာတာလဲဆိုတော့စိတ်ဓာတ်ကျခြင်းဒီဘက်ခင်မှာစိတ်ဓာတ်ကျယောဂဝေဒနာကိုခံစားနေရတဲ့လူငယ်တွေဒုနဲ့နေပါပဲမိသားစုအိမ်တွင်းကြီးပြဿနာတွေလူမှုပတ်ဝန်းကျင်မှာအဆင်မပြေဖြစ်ခြင်းကလေးဘဝမှာရှိခဲ့တဲ့စိတ်တန်ရာတွေကြောင့်စိတ်ဓာတ်ကျခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုခံစားနေရပါတယ်လိန်တံမထောင်မှတ်နိုင်ခြင်းဟာလေဒီဆိုးကျိုးတွေကတစ်ခုပါပဲစိတ်ဓာတ်ကျနေတဲ့အခါဘဝမှာနေရတာစိတ်မပျော်မရွှင်ဖြစ်လာတယ်အသက်ရှင်နေရတာအတိပ္ပယ်မဲ့တယ်လို့ခံစားနေရတယ်တဖြည်းဖြည်းနဲ့စိတ်ဝေဒနာကိုမကုသပဲပြစ်ထားလိုက်တဲ့အခါအခြေအနေပိုဆိုးလာပြီးလိမ်မှုကိစ္စနဲ့စိတ်ကျန်းမာရေးပါထိခိုက်လာနိုင်ပါတယ်။နှစ်အယတ်တောက်ချင်းလူငယ်တွေကတော့အယတ်ကိုကျင်တဲမနှောက်ခင်မှာရဲဆဲတစ်ခွက်အနေနဲ့မိဝဲတက်ကြပြီးမယ်တကယ်တော့အယတ်ဆိုတာလိန်တန်ထောင်မှတ်ခြင်းကိုထိခိုက်စေနိုင်တဲ့အရာတွေထဲမှာပါဝင်ပါတယ်။အယတ်မကြာခဏတောက်တဲ့လူငယ်တွေမှာကျန်းမာရေးပြဿနာတွေကြုံလာနိုင်ုံသားမကလိန်စွမ်းဆောင်ရေးပိုင်းမှာလည်းကြာဆင်းလာမယ်။လိန်စိတ်ဆန္ဒအထွတ်ရောက်ဖို့အလွန်ကြာတာလိန်တန်ပြော့ခွေသွားတာတလုံးမကောင်းတဲ့အတွက်ကိုယ့်အတွက်ရောလိန်ဆက်ဆံဖော်ပါကိုစိတ်ကျေနပ်မှုအပြည့်အဝမရစေနိုင်တာတွေဖြစ်စေနိုင်ပါတယ်။၃တောက်နေရတဲ့ယောဂဆေးတွေတော်ကြစေအကွက်ခဲပြောက်စေစိတ်ကြယောဂပြောက်စေတချို့မှာလိန်တန်ကိုကောင်းစွာမထောင်မှတ်နိုင်စေအဘေးသားဆိုးကျိုးတွေရှိပါတယ်။ကိုယ့်တဘိုးနဲ့ကိုဆေးရက်လိုက်တာမျိုးမလုပ်ဘဲဆရာဝန်ထက်အရင်ပြတာတိုင်ပင်ပေးလိုအပ်ရင်ဆေးပြောက်တော့တာဆေးရက်နားလိုက်တာမျိုးအကြံတောင်းလို့ရပါတယ်။ဆေးတွေကိုလည်းဆရာဝန်မညွှန်ကြားဘဲမတောက်ဖို့လိုပါတယ်။၄စိတ်ဖိစီးမှုလိန်တန်ထောင်မှတ်ခြင်းကိုအဓိကလွှမ်းမိုးနေစေအရာတွေထဲမှာအုံနောက်နဲ့စိတ်ခံစားချက်ပါလည်းပါဝင်ပါတယ်။ကို့မှာအလုပ်ကိစ္စကြောင့်ကျောင်းစာတွေကြောင့်စိတ်ဖိစီးမှုဝေဒနာတွေခံစားနေပြီဆိုရင်ဘယ်လိုမှလိန်ဆက်ဆံဖို့စိတ်ပါတော့မှာမဟုတ်ပါဘူး။၅ဒေါသဖြစ်ခြင်းဒေါသထွက်နေတဲ့အချိန်မှာမျက်နှာမှာသွေးစီးဆင်းမှုအလွန်မြန်လာတယ်။ဒါပေမဲ့လိန်တန်ထောင်မှတ်ဖို့အဓိကလိုအပ်တဲ့လိန်တန်အတွင်းသွေးကြောတွေကိုသွေးစီးဆင်းမှုနည်းသွားပါတယ်။လိန်တန်ထောင်မှတ်ဖို့စိတ်ခံစားချက်အပြင်လိန်တန်သွေးကြောတဲ့သွေးကောင်းစွာစီးနေဖို့ဟာလည်းအလွန်အရေးပါပါတယ်။ဒါအပြင်ကိုယ်စိတ်ထဲမှာဒေါသတွေအမုန်းသားတွေနဲ့ပူလောင်နေတဲ့အခါကိုချိရတဲ့သူနဲ့ကျင်ကျင်နာနာအတူနေရဖို့မလွယ်ကူနိုင်တော့ပါဘူး။၆စိုးရိမ်ပူပန်လွန်ခြင်းအမျိုးသမီးတချို့မှာလိမ်မှုကိစ္စပြုလုပ်နေခြင်းကိုယ်လိမ်ဆက်ဆံဖို့ကိုစိတ်ကျေနပ်မှုအပြည့်အဝရအောင်စွမ်းဆောင်နိုင်မလားဆိုပြီးတွေးပူတတ်တဲ့အကျင့်ရှိပါတယ်။ဒီလိုအကျင့်ကြောင့်ရတက်မအေးဖြစ်နေတဲ့အခါလိမ်စိတ်ဆန္ဒဟာပေါ်လာလိုက်ပျောက်သွားလိုက်ပူပန်စိုးရိမ်ရတဲ့အတွေးတွေဝင်လာတတ်ပါတယ်။ဒီလိုနဲ့ကိုယ့်ရဲ့ဖွားဖတ်တော်ဟာဒီစိတ်ခံစားချက်တွေကြောင့်ကောင်းစွာထောင်မှတ်မနိုင်တော့ပါဘူး။အလို့ကြောင့်မိသားစုအမျိုးမျိုးစအရာတွေစီကစိုးရိမ်ပူပန်စရာတွေစိတ်ဖိစီးမှုတွေဟာကိုရင်ထဲမှာကိန်းအောင်နေပြီဆိုရင်လေဘယ်လို့မှစိတ်ကိုစူးစီးထားလို့မရနိုင်တော့ပါဘူး။ခဏအဝလွန်တာအစာအာဟာရချက်တာတွေကိုမစားဘဲစီများတဲ့အစားအသောက်တွေအသင်းစား fast food အကြော်လော်တွေမကြာခဏစားတာအထိုင်များပြီးလှုပ်ရှားမှုနည်းတာလေ့ကျင့်ခန်းမလုပ်တာတွေကြောင့်လူငယ်တွေမှာအဝလွန်တဲ့ပြဿနာခံစားနေရပါတယ်။အဝလွန်တာဟာကျန်းမာရေးထိခိုက်စေတဲ့အပြင်ကိုယုံကြည်ဦးလည်းနည်းစေတယ်။တိမ်ငယ်စိတ်တွေအားငယ်စိတ်တွေအလွဲတကူဝင်လာစေပါတယ်။နောက်ဆက်တွဲအနေနဲ့နှလုံးသွေးတော်စီးချိုးကြည်ယောဂတွေထွင်နိုင်ကြီးမြင့်တက်လာမယ်။လိန်တန်စီသွေးစည်းစိမ်မှုတဖြည်းဖြည်းနည်းလာကြောင်းလိန်တန်မထောင်မှတ်နိုင်တဲ့ပြဿနာတွေဖြစ်လာမယ်။လိန်မှုကိစ္စမှာလည်းစိတ်ကျေနပ်မှုအပြည့်အဝမရောက်နိုင်တာတွေဖြစ်နိုင်ပါတယ်။ရှစ်မိမိရဲ့ရုပ်လက္ခဏာကိုမကောင်းမြင်ခြင်းမှန်ကြည့်တဲ့အခါရုပ်ကဆိုးလိုက်တာဝလိုက်တာကြည့်မကောင်းလိုက်တာအစရှိသဖြင့်ကိုမကောင်းမြင်တဲ့အကျင့်တွေဟာလူငယ်တွေကြားမှာအဖြစ်များပါတယ်။ကိုတောင်သဘောမကျတာကိုယ့်ရဲ့လိန်ဆက်ဆံဖော်ကိုတော့ကိုဘယ်လိုသဘောကျနိုင်မှာလဲဆိုပြီးတွေးမိတတ်ပါတယ်။အဲ့ဒီအတွေးတွေဟာအိယာဘောကချစ်စခန်းတီပါလာပြီးစိတ်အာယုံကိုလွှမ်းမိုးလိုက်တဲ့အခါလိန်တန်ကောင်းစွာမထောင်မှတ်နိုင်တာလိန်စိတ်ဆန္ဒလျော့နေလာတာတွေဖြစ်လာနိုင်ပါတယ်။ကိုလိန်စိတ်ဆန္ဒလျော့နေလာခြင်းအမျိုးသားဆိုတာနဲ့ပဲအမြဲလိန်စိတ်ထွတ်ကြွနေရမယ်လို့ထင်ထားရင်တော့မှားပါလိမ့်မယ်။မိမိကိုမိမိတန်ဖိုးမထားတတ်တာစိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်စရာတွေဘဝ
အလောက်ခွေမှာကြုံတွေ့ရတဲ့အဆင်မပြေမှုတွေအကင်တောက်နေတဲ့ယောဂဈေးတချို့ကြောင့်လည်းလိန်စိတ်ဆန္ဒညော့နေစေနိုင်ပါတယ်။လိန်စိတ်ဆန္ဒနဲပြီဆိုတာနဲ့တူနောက်ကနေပန်းတေပန်းညိုပြဿနာကအမြန်လိုက်လာပြီပေါ့နော်။တခြားသောကျန်းမာရေးပြဿနာတွေအာယုံကြောကြွက်ထားနဲ့သွေးစည်းစိမ်မှုနဲ့ဆိုင်နေတဲ့ယောဂတွေဖြစ်တဲ့နှလုံးယောဂသွေးတော်နှလုံးသွေးကြောကျင်းတာအယိုးရှင်နာကျင်ကြိုက်ခဲတာစီးကျွေယောဂတွေဟာလိန်တန်းထောင်မှတ်နိုင်ဖို့အပေါ်တက်ရောက်မှုအများကြီးရှိစေနိုင်ပါတယ်။ယောဂကြောင့်လိန်ရှိဆန္ဒဖြစ်ပေါ်ခြင်းမှာလိန်တန်းသွေးကြောတဲ့သွေးလုံလောက်စွာမရှိနိုင်တဲ့အတွက်လိန်တန်းမထောင်မှတ်နိုင်တဲ့အခက်အခဲတွေကြုံလာနေပါတယ်။လူငယ်တွေမှာဘာလို့ပန်းတေပန်းညိုအဖြစ်များလာတာလဲဆိုတော့ဒီအချက်တွေကြောင့်ပါ။ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲ။ကံကောင်းစွာနဲ့လူငယ်တွေမှာနေထိုင်စားသောက်မှုပုံစံကိုပြင်ပေးလိုက်ရုံနဲ့လိန်တန်းမထောင်မှတ်နိုင်တဲ့ပြဿနာကိုအလွယ်တကူဖြေရှင်းပေးနိုင်ပါတယ်။စိတ်ဖိစီးမှုတွေကိုရှော့ချခြင်းအစီအနံအခြေလျှော့စားပြီးအစာအာဟာရမျှတစွာစားသုံးပေးခြင်းလေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းကိုယ့်ကိုယ်အကောင်းမြင်စိတ်မွေးခြင်းစိတ်ကိုပျော်ရွှင်အေးချမ်းစွာထားခြင်းတဲ့အလွယ်တကူတတ်တာစေလိုက်ပါတယ်။တခြားကျန်းမာရေးပြဿနာတွေရှိရင်လည်းဆရာဝန်နဲ့တိုင်ပင်ပြီးစောစီးစွာကုသမှုခံယူမယ်ဆိုရင်ကိုယ့်ရဲ့ကျန်းမာရေးအတွက်ရောလိမ်မှုကိစ္စအတွက်ပါကောင်းကျိုးများစွာရှိစေမှာပါ။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။ Bye bye စိုးရင်စိတ်ကြောင့်လိန်တန်မထောင်မှတ်နိုင်ခြင်းအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုအိုင်းကြီးပါဖြစ်ပါတယ်ညာအခုမျှဝေပေးမှာကစိုးရင်စိတ်ကြောင့်လိန်တန်မထောင်မှတ်နိုင်ခြင်းဖြစ်ပါတယ်ဗျာဗီဒီယိုကိုဖွင့်မကြည့်မီ The Reading Room Channel ကိုကျေးဇူးပြု၍ Subscribe လုပ်ထားပါအောင်နော်နောက်လာမယ့်ကျမ်းမာရေးဆိုင်ရာအသိပညာဗဟုသုတအမျိုးမျိုးများနားထောင်နိုင်အောင်လုပ်ပါခင်ဗျာလိန်တန်မထောင်မှတ်နိုင်တဲ့ပြဿနာဟာယောက်ျားလေး10ယောက်မှ9ယောက်လောက်ဂျုံတွေ့နေရတဲ့လိန်ပိုင်းဆိုင်ရာပြဿနာပဲဖြစ်ပါတယ်အသက်အရွယ်မရွေးဖြစ်နိုင်တယ်ဆိုပေမဲ့အသက်၄လနောက်ပိုင်းအမျိုးသားတွေမှာတော့ကြားဟော်မုန်းကျဆင်းလာတာယောဂတွေဖြစ်လာတာအမောမခံနိုင်တော့တာစတဲ့ပြဿနာတွေကြောင့်လိန်တန်ကောင်းစွာမထောင်မှတ်နိုင်ခြင်းပြဿနာအလွန်အဖြစ်များပါတယ်ဒီတစ်ခေါက်တော့စိုးရင်စိတ်ကြောင့်လိန်တန်မထောင်မှတ်နိုင်ခြင်းအကြောင်းလေးပြောပြပေးခြင်းပါတယ်လေးလာချက်တွေအရာဒီဘက်ခေတ်မှာလူငယ်အမျိုးသားတွေမှာလည်းဒီလိုအလားတူပြဿနာတွေအဖြစ်များလာတာကိုတွေ့ရပါတယ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာပေါ်စစ်တမ်းကောက်ကြည့်တဲ့အခါစိုးရင်စိတ်နဲ့စိတ်ဖိစီးမှုတွေကြောင့်ဖြစ်တဲ့ရခိုင်နှုန်းဟာတော်တော်လေးများပြီးအစာအာဟာရမပြည့်ဝတာလေ့ကျင့်ခန်းမလုပ်တာအထိုင်များလာတာစိတ်လိပ်အရက်အလွန်အကျွမ်းတောက်တုံးလာတာအေးရေးပြတ်တာတွေကြောင့်ဟာဒုတိယအဖြစ်များတဲ့အကြောင်းရင်းလို့သိရပါတယ်စိုးရင်စိတ်ကြောင့်လိမ့်တံမထောင်မှနိုင်ခြင်းကဖြစ်နိုင်ရဲ့လားယောက်ျားလေးမို့လို့အမြဲတမ်းစိတ်သက်ကြန့်ခိုင်းနေရမယ်ဘလို့အခက်အခဲစိတ်ညစ်စရာပြဿနာတွေပဲကြုံလာစိတ်သက်ကြပါတာမျိုးမဖြစ်ရဘူးဆိုတဲ့ခက်တုံးတုံးရှေးရိုးဆွဲအယူအဆတွေကိုစွန့်ပစ်လိုက်သင့်ပါပြီစိတ်ဆိုတာလူခန္ဓာကိုယ်အတွက်ခွန်အားဖြစ်စေတဲ့လောင်းစားစီတစ်မျိုးပါပဲစိတ်ထဲမှာမကောင်းတဲ့ခံစားချက်တွေပြည့်လာတဲ့အခါအုံနောက်ကစိတ်ဖြစ်စည်းမှုရဲ့တန်းကိုခံစားရပြီးခန္ဓာကိုယ်ရဲ့တိနိုင်ခံစားနိုင်တုံ့ပြန်နိုင်စွမ်းရှိတဲ့အာယုံကျွန်တော်စနစ်တွေအကုန်နှောင့်နှေးကုန်တော့တာပေါ့စိုးရင်စိတ်ဆိုတဲ့နေရာမှာထစ်နိုင်ခြေအကြောင်းရင်းအများပြားရှိနိုင်ပါတယ်ဒီအကြောင်းရင်းတွေထဲမှာမိသားစုစားဝတ်နေရေးငွေကြေးအသုံးစရိတ်အထက်ပူပန်းနေရခြင်းချစ်သူရစေးကိုဆွဲလန်းစိတ်လွန်လွန်ကဲကဲဖြင့်တဝန်တို့လွန်ခြင်းလက်ဖြင့်အာသာဖြည့်ခြင်းကိုဆွဲဆွဲလန်းလန်းပြုလုပ်တဲ့အထက်အမှန်တကယ်လိန်ဆက်ဆန်တဲ့အခါကြောက်ရွံ့ခြင်းမိမိကိုယ်ကိုအပြာရုပ်ထဲတွေမှာကြီးရသလောက်အားလိုအားရမဖြစ်ခြင်းမိမိမှာချမ်းမာရေးပြဿနာတစ်ခုခုရှိနေခြင်းသို့မဟုတ်ကိုယ့်အဖော်မှာရှိနေခြင်းမလိုအပ်တဲ့ကိုယ်ဝင်ယောဂရသွားမှာကိုစိုးရိမ်ခြင်းလိန်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုကိုနှစ်ရှည်လာများခံစားလာတဲ့အခါလိန်ဆက်ဆိုင်ရာမှာကိုစိုးရိမ်ခြင်းလိန်တန်သိငယ်တယ်လို့ထင်နေခြင်းတုတ်မထိန်နိုင်ခြင်းကိုယ့်ရဲ့အဖော်ကိုစိတ်တိုင်းကျဆွမ်းဆောင်နိုင်မှာမဟုတ်ဘူးဆိုတဲ့စိုးရိမ်ခြင်းတွေကြောင့်လူကစိုးရိမ်လုံးခဲ့စိတ်ဖြစ်စီမှုတွေထစ်ပြီးလိန်တန်ထောင်မနိုင်စွမ်းကျဆင်းသွားတတ်ပါလေဒီလိုဖြစ်လာတဲ့အခါဘာလုပ်တဲ့လဲအစဉ်ဆုံးကိုချမ်းမာရေးအခြေအနေကိုပြန်ကြည့်ရပါမယ်အသက်ငယ်သေးတဲ့အမျိုးသားတစ်ယောက်ကအသက်ကြီးတိုင်းတွေလိုဂျားဟော်မုန်းနည်းသွားတာသက်လုံမကောင်းတော့တာမျိုးအဖြစ်နည်းပါတယ်မနေ့မှလည်းကောင်းစွာထောင်မှနိုင်တယ်ကိုဘာသာလက်နဲ့အာသာဖေလို့စန္ဒရာအထရတီကိုကောင်းစွာရတယ်ဆိုရင်ကိုမှရုပ်ပိုင်းဆိုင်ရာပြဿနာကြောင့်ဖြစ်နိုင်ခြေတော်တော်လေးနည်းပါတယ်တခြားချမ်းမာရေးပြဿနာတွေရှိလားဆိုတာစေးစစ်ကြည့်ပါသွေးတိုးစီးကြိုနှလုံးရောဂါတွေအာယုံအားနေတာပန်းနာရင်ကျက်သမားတွေမှာတာမန်လူတွေထက်အမောမခံနိုင်စွမ်းနည်းတယ်လို့ယောဂတောက်စီတွေကြောင့်လေလိန်တန်မထောင်မနိုင်တာတွေဖြစ်နိုင်ပါတယ်ကိုမှရုပ်ပိုင်းဆိုင်ရာပြဿနာတွေမရှိလားတေချားသွားပြီဆိုရင်စိတ်ပိုင်းဆိုင်ရာအနေနဲ့ဘာတွေဖြစ်နေလဲခံစားနေလဲဆိုတာကိုပြန်သုံးသပ်ပါချစ်သူနဲ့အစင်မပြေတာလားအလို့မှအစင်မပြေခဲ့တာလားတိမ်မဲစရာတစ်ခုခုရှိလားစတာတွေကိုပြန်စင်စားပါစိတ်ဖြီးစည်းမှုတွေကိုတတ်နိုင်တဲ့လောက်ရော့တောင်လုပ်ဖို့ကြိုးစားကြည့်ပါစိတ်ဖြီးစည်းမှုဆိုတာကိုမှဖြစ်နေတဲ့ပြဿနာကိုခံစားနေတဲ့လောက်အတိုင်းအတာပေါ်မူတည်ပြီးပြင်းထန်မှုပမာဏကွာခြားသွားနိုင်ပါနဲ့
နောက်ပြီးလူလောကသဘာဝတည်နေ့စဉ်အခက်ခဲပြဿနာတွေနဲ့ရင်ဆိုင်နေမှာဖြစ်တဲ့အတွက်စိတ်ဖိစီးမှုဆိုတာကတော့အမြဲတမ်းကြုံတွေ့နေရမှာပါပဲငါလေ့ကျင့်ခန်းများများလုပ်ကြည့်ပါယောက်ျားလေးတွေလေ့ကျင့်ခန်းကိုအပြင်းထန်လုပ်တဲ့အခါခန္ဓာကိုယ်ကအစီပိုတွေကိုကြားစေပြီးကြွက်များများနဲ့တန်ဆွမ်းကြန့်ခိုင်စေတယ်အမောမခံနိုင်ပြီးတက်လုံကောင်းစေတယ်မိမိရဲ့ရုပ်ပိုင်းဆိုင်ရာအတွင်းအပြင်းပေါ်ယုံကြည်မှုပြည့်ဝတဲ့အမျိုးသားတစ်ယောက်ဟာအိယာပေါ်မှာလည်းစိုးရင်ကြောက်လန့်စိတ်တွေနဲပြီးအကောင်းဆုံးစွမ်းဆောင်နိုင်မှာပါ6ကျမ်းမာရေးကိုထိခိုက်စေမဲ့အပြုအမူတွေကိုရှောင်ပါညဘက်ကိုအိတ်ချင်အနည်းဆုံး9နာရီလောက်အောင်အိတ်ဆက်ရနာယူပါအာဟာရပြည့်ဝမဲ့စားအစာများကိုအစုံအလင်စားသုံးပါစိတ်လိပ်အရက်ကိုဖြတ်ပါမဖြတ်နိုင်ရင်ရှော့တော့ပါကိုကျမ်းမာရေးကိုနည်းနည်းလေးဂရုစိုက်ပေးခြင်းဟာရုပ်ခန္ဓာကိုအတွက်တာမကစိတ်ကိုပါကျမ်းမာပျော်ရွှင်စေကိုအတွက်အဓိကတော့ချက်ပါပဲခင်ဗျခုနှစ်ကိုမှထင်နေတဲ့ပြဿနာတွေကိုကျွမ်းကျင်ပညာရှင်တွေနဲ့တိုင်ပင်ကြည့်ပါစိတ်ခံစားချက်ပြဿနာများသည်လူတိုင်းမှာကြုံလာရတတ်တဲ့အတွက်မျိုးသိပ်ထားတာမျိုးထက်တကယ်နားလေတက်ကြွတဲ့စိတ်ပညာရှင်တွေစိတ်ကျမ်းမာရေးအကြံပေးပညာရှင်တွေနဲ့တိုင်ပင်ကြည့်မိစိတ်ကိုတပိခံယူတာကတင်းရဲ့စိတ်ကိုအရင်ကထက်ပိုပြီးကြန့်ခိုင်လာစေမှာပါရက်ရုပ်ရှင်တွေတဲကလို့အတူမခိုးပါနဲ့အပြာရုပ်ထဲတွေဟာလူတွေရဲ့စိတ်ကူးအာယုံအပြင်လက်တွေဘဝနဲ့ကွဲထွက်နေတာတွေကိုစိတ်ကူးပုံဖော်ရိုက်ပြထားတာပါဒီအတွက်ရုပ်ရှင်တွေတဲကလို့ကိုကအပြင်းမှာမတန်ဘူးဆိုတဲ့အချက်ကိုအာယုံနဲ့မတွင်းပါနဲ့ရုပ်ရှင်ကအပြင်းပြေကြည့်တာပါအပြင်လက်တွေဘဝမှာလိန်ဆက်ဆံခြင်းဒီချစ်ချင်းမေတ္တာတွေကိုပါထည့်သွင်းပြီးဆက်ဆံရတာပါနောက်ပြီးတော့ကိုဟာတာမန်လူတွေကတာမန်လူတယောက်ဆိုတာကိုမမိတ်ထားပါနဲ့လိန်တန်တင်းငယ်တယ်ဆိုတဲ့အတွေးတွေကိုဖျောက်ပါထောင်မှတ်နေချိန်မှာလိန်တန်ရဲ့အရှည်ဒီသုံးလက်မအောက်ရောက်နေမှာတင်းငယ်တယ်လို့ယူဆလို့ရပါတယ်တခြားအမျိုးသားတွေထက်လိန်တန်အစားတင်းငယ်လို့ကိုကောင်းဆောင်မစွမ်းဆောင်နိုင်ဘူးဆိုတဲ့အတွေးတွေဟာအစိတ်အတော့ပါပဲကိုမှမွေးကလေးကပါလာကိုပဲကောင်းစွာအသုံးချပါကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ဘိုင်ဘိုင်